Never
မြတ်တော်ဒီကတိသာသနာရောင်မမေနေလူလာပမာကိုပြောင်းပြီးမြည်ချေတရားမစင်ကြောင်းမတင်ဘုသူပင်စီသူနေသင်္ကန်းလူရမြတ်တော်ဒီကတိသာသနာရောင်မမေနေလူလာပမာသူပြောင်းပြီးမြည်ချေလူတော်သာယကအကျိုးတရားငါးပါးထူတာပုံရှင်အလူငါယူယဟန်တော်များအကျိုးတရားငါးပါးရရှိဒီကတိလူတော်သာယကအကျိုးတရားငါးပါးထူတာပုံရှင်လူငယ်ယူယဟန်တော်များကအကျိုးတရားငါးပါးရရှိဒီကတိကျောင်းသာယကအနာတပိလူတော်ကောင်းလူစီတော်ကျောင်းမှာသုံးလူရှိပြုခေါင်းဖုံးသူသုံးတော်မူရေဘဂဝတိသုံးရယဟန်အကြောင်းပြုကောင်းမှုသူကတိဒီနေ့မှတလအချင်းဒီကျောင်းမှာလူရတဲ့ပုဂ္ဂိုလ်မဆွဲလာသံဃိကအများတရားနဲ့လူရကတိဖျားမစင်ကြောင်းမတင်သူတို့ပင်စီသူနေသင်္ကန်းလူရမြတ်တော်ဒီကတိသာသနာရောင်မမေနေလိုလာပမာသိုးပြောင်းပြီးမြည်ချေရရှိဒီကတိလူတော်သာယကအကျိုးတရားငါးပါးထူတာပုံရှင်အလူငါယူယဟန်တော်များအကျိုးတရားငါးပါးရရှိဒီကတိကျောင်းသာယကအနာတပိလူတော်ကောင်းစီတော်ကျောင်းမှာသုံးလူအရှိသူခေါင်းဖုံးသူသုံးတော်မူရေဘဂဝတိသုံးရယဟန်အကြောင်းပြုကောင်းဒီကတိဒီနေ့မှတလားအချင်းဒီကြောင့်မှလူရတဲ့ပုဂ္ဂိုလ်မဆွဲလာသံဃိကအများတရားနဲ့လူရန်ကတိဖျားပါစင်ကြောင့်မှဒီဘုသူပင်စီသူနေသင်္ကန်းလူရန်မြတ်တော်ဒီကတိသာသနာရောင်မေနေလူလာပမာကိုပြောင်းပြီးအချင်းရောက်လာကြတော့မိပေါင်းဆွေသဟာလိုက်လဲပြူငါပြိုဆိုတဲ့ခံလို့သာအပြုံးမတွေဝေဝေစားတာဒီအလူတကားဒီအလူမသမီးမောင်နှမမြင်ရလူလို့ရင်လေစက်တရေရှိတဲ့မင်္ဂလာမောင်မင်းဦးပါဒီရဲ့လူမကြီးရဲ့ယူယူငါငါချိုချိုသားသားအခမ်းနေတဲ့သူတို့စေနာတွေနှမျောတွတ်တော်ချင်းကင်းလာပြီတာမြင်ရသူတို့ရင်ထဲမှာစက်သေးရှိတဲ့မင်္ဂလာမောင်မင်းဦးပါသမီးရနာမနအတွင်မှာတင်တယ်လာသွား
ဓာအတွင်းမှာတင်တယ်လာစွာဝင်းလျာဝေဝေပြပြနေပြနေရွှေပြပန်းသမားလန်းလန်းဆန်းဆန်းပြောပြရဲ့မြတ်ဒီချိန်ခါညီရသူတို့ရင်လေးမှာပြည့်သေးရှိတဲ့မင်္ဂလာမောင်မယ်နှစ်ဦးနော်ညီတူကြတော့နေတယ်ပြောရတာဒီကောင်နော်နိုင်ငံကျော်ဆိုတော့ကုမနောရဲ့ဘလူတော်မင်္ဂလာဆိုသောတေးသချင်းကိုသာသနာဟယ်လိုဟယ်လိုဟေးအလေးမာလေးကဒီကရွယ်လုံးလုံးဝစားဘာရှိလို့ဒီမမဘောဂဝိုင်းကမြိုင်နေဗျာဘုရွှေရုံးနေကနေလားခုတော့ကလည်းလွတ်တာလေဗျာအလူလူလေးတို့ရှုံးနေရတကယ်လားဟောကြည့်ပါဗျာချင်းတို့ဆရာလူကြီးကလားမင်းချောင်းစီမောင်ဒီလိုတိုင်းပြန်ပြေးလို့ပါရာရှင်ကြီးနဲ့အလေးပါမိဘစုကအလေးပါရာရှင်ကြီးနဲ့အလေးပါမိဘစုကအလေးပါထောင်းရပါရပါလူတော်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 ဘာရှိလို့ဒီမမဘောဝိုင်းကနေဗျာရွှေရုံးလို့ကနေလားဘုံတော်ကလို့လာနေဗျာအလူလူလေးတို့ရှုံးရဘောဒီပါဗျာဒီလိုစရာလို့ကြလားမလေးချောင်းစီမောင်ဒီလိုလည်းရကြလို့လို့ပါဘာရှိလို့လဲလို့ပါဒီကစိတ်ကအလေးပါဘာရှိလို့လဲလို့ပါဒီကစိတ်ကအလေးပါဘောရမြတ်ဘောရပါလူတော်လူတော်လူတော်ဒီကလားဟုတ်ကဲ့ပြီးပါပြီသိရှိတာပဲသိရှိတာဗါတဲ့နိဗ္ဗာန်စုအတွက်အလူပါပါရှင်ပြုတဲ့အလူပါမတော်ရကေနေတာဟဲ့တကောလောဝေဝေပြာနေနေမင်းနာမို့ရွာသူများအတားတော့ဝေဝေဝါဝါရွှေကြည်ရှိနေ
ဆိုင်တွေ့ကြုံခဲ့ပါပဲနေမီတခါသာဒီတည်းရဲ့နဲ့သမှုတရားနေမှာရှင်လေးကျစားမအားနိုင်ရှာပဲလောကဓမ္မရာတောကဖျားရာယုံငယ်ရပြီချစ်သောဖေဖေချစ်သောမေမေမတွေ့ရကြနေလေပူရီတရိယာနေလေရင်လိုက်လွယ်ခွာသာသမီများကအတူချကြောပါရစေဒီရာရဲ့တပတ်ကလေးကြာရုံညနဲ့မိဘတို့ဝမ်းမငြိမ်းချမ်းပေခွာလည်းနှလုံးပခုံးလည်းမသိဝါပတော်ကစီနဲ့လူဖြစ်အောင်ကြည့်မဲ့ချင်မသားရအောင်ပင်မကြည့်တော့မွေးမြူရရဲ့ဤကြည်သူကုန်တွေကြီးမြမလို့အောက်ကတော့ပါတယ်လေကြည်သူရှင်ဖေဖေနဲ့မေမေမြမတော်ဦးကြည်သူကုန်တွေဆက်လို့မကုန်ဘူးဒီရာရဲ့တော့ခလေးကြာရုံပြနဲ့မိဘတို့ဝဲမငြိမ်းချမ်းပေဘဝလည်းနှလုံးပခုံးလည်းနှသိဝါပတော်ကစီနဲ့လူဖြစ်အောင်ကြည့်မချင်မသားရအောင်ပြင်မကြည့်တော့မွေးမြူရပေဤကြည်သူကုန်တွေကြီးများမလို့တောင်းတော်ပါတယ်လေကြည်သူရှင်ဖေဖေနဲ့မေမေမကောင်းမြတ်တာအော်ကောင်းရာညောလို့ရင်းနှီးပြီးဝေးအတက်ကိုလည်းတင်လေဖေးများရင်ဝင်လာပြီးဒီပေါ်မှာပဲကြီးမားသောမြတ်တာမျိုးနဲ့သာသမီဆိုတွေကိုလည်းကြည်ယူထုံးစံမရှိရဲ့ပေတို့ဖျားတော်မှာမြို့တလုံးမို့ကြည်အနန္တဂိုင်းဝင်ကြည်သူရှင်မိဘနှစ်ပါးကိုသာကတော့ပါလေကလလာရေကြီးအော်တရီပြီးကြတဲ့ကဘူငါစခါရှောင်းရှာရီ
မကောင်းမြတ်တာအော်ကောင်းရာပြောလို့ရင်းနှီးပြီးဝေနေအတက်ကိုလည်းသိသေးသိညာကြီးဝင်လာဒီကြီးမမပြီကြီးမတော်မြတ်တာမျိုးနဲ့သာသမီဆိုတွေကိုလည်းကြည်ရွထုံးစံမရှိခဲ့ပေတို့ဖယားကလွတ်တလုံးမကြီးအနန္တကိုင်ဝဲကြည်သူရှိမိဘနှစ်ပါးကိုပါကတော့ပါတယ်လေဘောကမင်္ဂလာတခါတာတန်ရုပ်တော်ကတယုတ်သုံးပါထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဖလားတုံးတန်းမှန်းစစ်လိုက်ပြန်တော့မကြံရပဲပြေဝလာတာအတိတ်ပဲတွေလွန်ကျဲဝသူ့စွမ်းကိုပဲသူမဝန်းတာစွမ်းလူတဲ့အကျိုးပါစွမ်းလူတဲ့အကျိုးပါတဝမ်းစဘူးကြည်ပြူနှစ်သက်ဝိမပြတ်အောင်လူတော်မူပါသာသနာနေ့တလုံးမြမရွှေဖုံးတက်ဝေဖြာကာယညာနာဘောဂမင်္ဂလာတခါတာတန်ရုပ်တော်ကတယုတ်သုံးပါထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဖလားတုံးနာအမှန်စစ်လိုက်ပြန်တော့မကြံရပဲပြေဝလာတာအတိတ်ပဲတွေလွန်ကျဲဝသူ့စွမ်းကိုပဲသူမဝန်းတာစွမ်းလူတဲ့အကျိုးပါအော်စွမ်းလူတဲ့အကျိုးပါတဝမ်းစဘူးကြည်ပြီးနှစ်သက်ဝိမပြတ်အောင်လူတော်မူပါသာသနာနေ့တလုံးမြမရွှေဖုံးတက်ဝေဖြာရင်ဆိုင်ငုတ်ထိုးကဆိုတဝကိုယူပြင်းရင်နာတက်ရှိစင်းလာချမ်းသာရနဲ့ဗလာပညာရင်ဆိုင်ငုတ်ထိုးကဆိုတဝကိုယူပြင်းရင်နာတက်ရှိစင်းလာချမ်းသာရနဲ့ဗလာပညာငါးပါးသောကျူတရားတူဘွားမှာတည်ကြဖျားရှင်ရဲ့ဒေသနာတရားစင်နဲ့တွေ့မကွာဖျားရှင်ရဲ့ဒေသနာတရားစင်နဲ့တွေ့မကွာစေတရာဖြူလက်စေတနာရှင်စွမ်းအကျိုးပါကုသိုလ်မိုးရင်းဆွေရွာခုလိုအကျိုးရင်းတည်ကြသာသနာနေ့တလုံးမြမရွှေဖုံးတက်ဝေဖြာဘောဂမင်္ဂလာတခါတာတန်ရုပ်တော်ကတယုတ်သုံးပါထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဖလားတုံးနာအမှန်စစ်လိုက်ပြန်တော့အကြံရပဲပြေဝလာတာ
ဒိတ်ပေတွေလွန်ကျဲဝသူ့စွမ်းကိုဘယ်သူမဝန်းလားစွမ်းလူတဲ့အကျိုးပါစွမ်းလူတဲ့အကျိုးပါတဝမ်းစဘူးကြည်ပြီးနှစ်သက်ဝိမပြတ်အောင်လူတော်မူပါသာသနာနေ့တနှုံမြမရွှေဖုံးတဝေဖြာဆိုတော့ကိုယူပြင်းရင်နာတရှိစေမချမ်းသာရနဲ့ဗလာပညာရင်ဆိုင်ငုတ်ထိုးကဆိုတော့ကိုယူပြင်းရင်နာတရှိစေမချမ်းသာရနဲ့ဗလာပညာငါးပါးသောအကျိုးတရားဒုဘဝမှာတည်ကြဖယားရှင်ရဲ့ဒေသနာတရားစင်နဲ့သွေးမကွာဖယားရှင်ရဲ့ဒေသနာတရားစင်နဲ့သွေးမကွာစေတရာဖြူလက်စေတနာရှင်စွမ်းအကျိုးပါကုသိုလ်မိုးရီဆွေရွာအခုလိုအကျိုးတွေသေးကြသာသနာနေ့တလုံးမြမရွှေဖုံးတဝေဖြာစချရောမေမိဘရဝတ္တရားရှိတဲ့တိုင်ဒီကနေ့အောင်မြင်ပါပြီရှင်ပီတိအပြုံးနဲ့ကြရဲ့မြေတာတိပါစေအကိုကြီးအမဘက်တူလိုက်အကိုကြီးအမဘက်တူအတွင်းငါလွတ်ကင်းအောင်ပါစိတ်တမ်းစုပန်တယုံနဲ့မပြီးကယောကဲThank you.
တရားဟောတရားနာကုသိုလ်ဟာတန်ត្រာခရီးတွင်ကျူပေးမှာရေတောင်းမှသူတော်စင်များတို့ဣဓမတပိစင်ကြီးရာတရားနာကြရပါလောကရသုံးဝင်ပုံအစိမ်းရှိတော်ဟောကြားမြတ်ဓမ္မတပိနောက်ယူကြပါသူတော်စင်ပေါင်းတို့ကောင်းကျိုးချမ်းသာရကြမှာကြည်လင်ဝမ်းမြောက်အားထုတ်ပါတရားဟောတရားနာကုသိုလ်ဟာတန်ត្រာခရီးတွင်ကျူပေးမှာရေတောင်းမှသူတော်စင်များတို့ဣဓမတပိစင်ရင်ရာတရားနာကြရပါလူဝဆရာတခဏနေရသည်မလို့အချင်းရှိခိုင်ဝိညာထားပါသစ္စာလေးပါမြတ်တရားကိုပိုင်းခြားထည်တယ်သိမြင်တော်မူပါတော့မြတ်ဗုဒ္ဓဒေသနာခလေးများပါခေါ်လာခဲ့လို့ဘာသာရေးညွန်ပြပါတရားနာကြရမှုကြပါနောက်ကိုတောင်းရှိတာတို့ဒီဟောလေသိချေပါဒီတရားနာတဲ့သူကိုယ်ကပါအပင်မလာပါဘူးရှင်နောက်ကိုတောင်းရှိတာတို့ဒီဟောလေသိချေပါဒီတရားတောင်းတဲ့သူရှိကပါအပင်မလာပါဘူးရှင်သာဓုတခုံခေါ်ရင်ချင်းတကဘာအပင်မလားရှင်တရားဟောတဲ့ထေတံကရှင်သင်ချင်တဲ့ကုသိုလ်များတဲ့ရှင်သာသနာ့အဆုံးအမမှာခံယူနိုင်ကြကလူနာနိဗ္ဗာန်သို့တောင်သောကျိုးတရားများတိုးပွားရရှိနိုင်ကြပါစေရန်မွန်မြတ်တဲ့မေတ္တာမွန်မြတ်တဲ့စေနာတို့ဖြင့်မိမိတို့ဘဝတတ္တသာပိဿမကုန်နေအောင်ကြည်သူတရားကြီးမှစွာကုန်သောမဝိညုနဲ့ကိုယ်တော်ဆန်းကြီးကတောင်းကျွမ်းတဲ့ဆရာတော်ပတ္တန္တနာယကတော်ကြောင့်တဲ့ဆရာတော်ပတ္တန္တဒေသနာတို့နဲ့တကွာအမိဖဆရာသမားလူတီလေးစားတဲ့ပုဂ္ဂိုလ်များကြီးမှုဗရဏဝိညုထားကြလျက်ဝိဒန်ဒီသာကြီးဝိမှုနဲ့ကိုယ်တော်ဆန်းကြီးကအတွင်းမှာမိတိနေတဲ့ရတော်သောကတိတုဒါယကသာနာဝေတော်ကအတုဒါယကဥဝင်းရှင်ကြီးကတိတုဒါယကသာနာတုဒါယကဝေတော်သူနန္ဒာသုမိသားစုပေါင်းတော်ကောင်းတို့ကတိကိချင်းတွင်မှာကိုယ်တော်ဆန်းကြီးကမြေကြောင်းလိုက်တော်ကြီး၌ဝါဒဝရတော်မူရသည့်သံဃာတော်ရှင်မြတ်တို့အားဒီနေ့မှတစ်ခါကျုံရခဲ့သောမဟာဂတိသင်္ကန်းတော်မြတ်ကိုယ်လေးသံဃာကုံတော်မမြော်ကြီးညို့၍ပူဇော်ကြမြည်ကြပါပြီ။ယောဂတိအမှုတော်ဝေကြီးနှင့်တွဲဖက်ပြီးမိမိတို့ရင်းနှီးပြီးကြသာသမီကြီးရဲ့နာတို့အားဘုရားမြတ်ကသာနာတော်တွင်နဲ့သာနာအမွေနှင့်အရာယူနေခြင်းကိုသာနာအမွေခံယူစေတဲ့သာနာအမွေတော်ကံအမှုတော်မင်္ဂလာအောင်ပွဲချင်းခါ၌ရှိခိုးအရှိခိုးသည်ရှိခိုးတဲ့ဘုသောအဘုသောသည်
တော်တိတ်တော်ဘုရားတရားသံဃာယုံနာမြတ်သုံးပါးတို့ကိုမူအာယုံပြုပြီးသုရာမီရိယပိစ္ဆဗမာဒဒါနာဝေရမဏိတေဃဝရံသမာတိယာမိအတူတော်ကြွလာဝိနိယကိုယ်လည်းကြမ်းမှစိတ်ချမ်းသာလူရာသန္တာပြကြပါသည်မြို့ရွာတွင်မှာဝိနိယကိုယ်လည်းကြမ်းမှစိတ်ချမ်းသာလူရာသန္တာပြကြပါသည်တရှိများစွာဝိနိယကိုယ်လည်းကြမ်းမှစိတ်ချမ်းသာနာလမ်းပါတိချာတန်တလူလိသာသောပြည့်ကျုပ်တို့ကိုယ်သမန္တာသက္ကဝါလိသုအရာတိသံတို့ဒေဝတာသဓမ္မမုနိရာသတ္တသုသက္ကမောက္ခတံသောယမတန္တဓမ္မသောနာသောယေဝယန္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသောယကနိဝါဒတိပိသနံယိယတိဝါလိယောသတ္တတိပိဝါဝိတောရဏိယမတ္တဗုဒ္ဓနာသတ္တသတ္တဗံသံမိတ္တသေဘောဝုသတ္တသုဘသုတ္တသုဘသုတ္တတံမုဒ္ဒောနာတိဘောဓုသဗ္ဗဝိနာရကလူသဗ္ဗယဝတာသဗ္ဗသံဃာနုဘာဝေနရာဟုတိဝေတုယေတရားလူနာယူကြမယ်ဘုရားကောင်းများတရားတော်အာယုကြည်ညိုကြပါတရားဟောခြင်း45မိနစ်50တော့ကြာမင်းမိမိတို့တက်တာတဲ့ဣရိယာပုတ်ဖြင့်ချမ်းချမ်းသာသာတိုင်နေတရားနာနိုင်ကြပါလေကောဇာတက္ကရာ1389ခုနှစ်နတ်တော်လာပြီကျော်2ရက်စနေနေ့ဒီလည်းပိုင်းချိန်ခါမကွင်းညိုနယ်ကွေတော်စံကြီးရွာကလေး
ရှင်ပြုအလူတာရီကကြီးဦးဝင်းရှင်ကတိရှင်ပြုအလူတရမကြီးတော်တင်ရှင်မိသားစုပေါင်းတော်ကောင်းများသာနာမူတော်ကအလူတော်ဝိကြီးဆင်နွှဲခြင်းပါပူဇော်နေရတဲ့တစ်တဲ့ခန္ဓာစွာဒီမှာပြည့်စင်သောတော်ပူရန်ပူဇော်ထအပ်သောသာနာအမွေတော်ကအလူမင်္ဂလာမန္တတော်ကြီးအတွင်း၌ကျင်းပပြုလုပ်အပ်သောမိမိတို့ဘဝတတသာပိဿမကုန်းလျောင်းကြည်သူတရားကျင်းပစွာသောအဘိမြုနဲ့ကိုယ်တော်ဆောင်ကြီးကတောင်းတုံးတဲ့ဆရာတော်ပတ္တန္တနာယကပြောကြောင်းတဲ့ဆရာတော်ပတ္တန္တတင်စီသားတို့နဲ့တကွအမိဖဆရာတော်မအကိုမဦးကြီးဦးလေးဘာကြီးဘာတွေဤဒေါသရှိတဲ့ယူလီလေးစားတဲ့ပုဂ္ဂိုလ်များအကြီးမှုပဒနာဥညွတ်ထားကြလျက်မကွေးမြို့နယ်ကိုယ်တော်ဆောင်ကြီးကတွင်မိသိနေထိုင်ကြကုန်သောအလူဒါယကကြီးဦးမင်းရှင်အလူမကြီးတော်တင်ရှင်သာသမီများဖြစ်ကြကုန်သောဦးစာမင်းဦးတော်ခင်မာဝင်းတော်စင်မာဝင်းဦးကိုကိုဝင်းတော်ထက်ထက်ကြီးဦးခိုင်စဉ်အောင်တော်ခိုင်သာဝင်းဦးကျော်စဉ်ဝင်းတော်တန်းတန်းစုဦးစီသူဝင်းဦးနေသူဝင်းတော်ဒုနန္ဒာစုမိသားစုပေါင်းတော်ကောင်းတို့ကကတင်ခဲ့အချိန်မှာကတင်လျာသင်္ကန်းတော်မြတ်ကိုမိမိတို့ပြည်တော်ဆန်ကြီးရွာမြေကျောင်းတိုက်တော်ကြီးနဲ့3လတာပန်းလို့ဝါဆိုတဲ့သုံးတော်မူတဲ့သံဃာတော်ရှင်မြတ်တို့အားဝါဆိုသင်္ကန်းမြတ်ကိုလည်းပဲဆက်ကပူဇော်ထူတန်းပူဇော်မှုပြုပြီးကြကြပါပြီ။လောကတိလူတော်ဘွယ်ကြီးနဲ့တွေ့ဖဲပြီးတော့ရတော့ယူလာတာပဲပြန်ကြတော့ဓမ္မဘီယအရှင်ဓမ္မဘီယအားလည်းပဲနောက်ထပ်တစ်ပါးဥပသမရကစီမံစဝဲနေနေရတဲ့จิตဖြာပရိက္ခာတင့်တယ်စွာဆင်မြပူဇော်တူတန်းတို့သာနာဘောင်မှာနောက်ထပ်တစ်ပံရာဖြစ်ရောက်ရှိအောင်ကြီးမြောက်ထောက်ပါကြတဲ့တိခါတယဟန်တော်ပြုလူတော်မင်္ဂလာဒုမတပြမိမိတို့ယနေ့သေးကြသာသမီရဏမြေနာတို့အားဗုဒ္ဓမြတ်စွာသာနာတော်တွင်၌သာနာအမွေနှစ်တို့ကိုအယယုန်နိုင်ပါသည်ရန်จิตဖြာပရိက္ခာတင့်တယ်စွာဆင်မြပူဇော်လူတန်းတို့သာသနာပေါင်းအရောက်ချင်းမြောက်ထောက်ပံ့ကြတဲ့သာမီရှင်ပြုနာတာအလူတော်မင်္ဂလာတို့မှာအလူဒါနဆိုတာကိုဘုရားရှင်ကကုသလေသူဓမ္မေသူစေတုပါတမတ္တပိဘုပကာရံဝတ္တမိဒီနေ့အလူရှင်မိသားစုများဟောဒီလိုအလူတော်ကြီးတင့်တယ်ခန္ဓာတော်ဥပ္ပုနိယောရင်တော့တို့ဥပ္ပုသောင်းလိုက်အောင်မယ်ဝေချိန်ကမျိုးရောက်ရင်တော့မွေးနေ့ချိန်ကရောက်ရင်တော့မွေးနေ့အလူတော်တွေတို့ဒီဘုံနီလူအောင်မယ်ဝါဒကံကြီးရောက်တော့ဝါဒအလူတော်ကြီးဒီဘုံဒီနီလူအောင်မယ်ဝါကျုပ်ချိန်ကမှဒါဝါကျုပ်ကြီးကြီးတဲ့လူတရားတွေလိုပါရရှိနေနေနေလို့ရှင်တော်မြတ်ပြပြကြတော့ပြေတာပါအဲ့တော့ဒီနေ့ခရစ်တရားကြီးဦးချိန်တို့တော်နေချိန်တို့သာသမီမြင်ပြီးသားသူများဟောဒီမဟာဂတိလူတော်ဝဲကြီးသိက္ခာတရဟန်းတော်ပြုလူတော်ဝဲကြီးဘဂေဝတရားမာရတိလဘတိဝမဟာပလံစေတမတိကိုဒီလျောတဟတိကမြောက်အောင်ဝါမြောက်ခြင်းဖြူပေးလူဒီကိုမဆိုထားစိတ်အားဖြင့်မင်းစိတ်ကိုရင်ငါစိတ်တွင်အလူပေးစိတ်အတွေ့ကလေးများပြီးပင်လေတို့ကိုရကြည်နေပါသည်ယံမြေတန်တောင်းတာကြလည်းရဲ့ရဏဂုံ3ပါးသင်္ဃ5ပါးနှင့်ပြည့်စုံသောသံဃာတော်မြတ်တို့ကိုယူသေးစွာသောက်တည်ပြည့်စုံကြပြီလေကတိကေခါကဝိရောဓံကြီးပါကျောင်းကျောင်းလိုက်တော်ကြီး၌ဝါဆိုဝါကျွတ်တော်မူကြကုန်သောသံဃာတော်ရှင်မြတ်တို့အားဆောင်ရွက်တော်မူနိုင်ပါသည်ယံယနေ့မှတခါဘုရားခင်စွာသောသွဲဖက်လည်းရဲ့ဒီဉာဏ်တော်ရှင်ဓမ္မပါဟုတ်လားဉာဏ်တော်ဓမ္မရှင်ဓမ္မဘိယအားနောက်ကတခါဥပသံဗရကံဒီမှာဆောင်ရွက်နိုင်ပါသည်ယံရဲ့ဒီမြတ်သောယဟန်ဘဝနောက်တစ်ပါးရင်းမြစ်သေးကြပါမည်ယရနာတို့အားဗုဒ္ဓမြတ်စွာသာသနာတော်တွင်၌ရှင်တော်မြတ်ဘုရားသေသနာတော်မူသောသာသနာအမွေနှစ်တို့ကိုဘုရားသားကျော်သ
သာမဏေတော်လေးတွေဖြစ်ဖြစ်အရာယူတော်မူနိုင်ပါသည်ယံအဖွာဘုရားဓမ္မဆွေမျိုးမိတ်ဆွေများဒီဟောင်းဖာဟောင်းဆွေဟောင်းမျိုးဟောင်းဆွေမျိုးအပေါင်းများကြွားရောက်လာကြကုန်သောပရိသတ်များဘုရားယူတော်များအကျိုးတော်မင်္ဂလာသိချမ်းချမ်းသာသာလူတော်လူလမ်းမြင်ရာအတွက်တစ်ဖက်ဖက်မှလူတွေလေးမရှိအောင်လူကြီးဆောင်ရွက်ကြသောဆွေမျိုးမွေးခြင်းမိတ်အပေါင်းချင်းရောသူရောသားတို့အားကိုယ်တော်ပေါင်းများညီလူညီမြရကြပါသည်အမြပေးဝေပါကုန်၏ကိုယ်တော်မြတ်အိမ်တော်မြတ်ကျောင်းတော်မြတ်မင်္ဂလာမတ္တတော်တော်မြတ်ရွာတော်မြတ်မြို့တော်မြတ်သာသနာတော်တော်မြတ်မြေတော်မြတ်ဘောတော်ရင်တော်မြတ်ဘုန်းနမင်းတရားမင်းယမမင်းဤရှင်မင်းများအဖဓာရီ30ဘုံယင်လီကုန်သောသတ္တဝါတို့အားကုသိုလ်ပုံညာညီလူညီမြရကြပါသည်အမြဘိဝေပါကုန်၏အမြဘိဝေပါကုန်၏အာလုံးကုန်သောသတ္တဝါတို့သည်ဤတော်မြတ်သည်ညီလူညီမြသောမူကံတို့၏အဖို့ဘာကကိုရရှိကြကုန်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေသောအားလုံးကြကြပါများ